ဒီနေ့ကိန်းလာစောတာအရင်ပြောပါတယ်ရှင်။ဘာလို့လဲဆိုတော့ယောက်ျားတန်နေလေယောက်ျားတန်နေဆိုတော့ကိုကြီးလိုက်ခေါ်နေကြတာဒီမှာငါ့ကိုကြီးတဲ့အမှငေါ့ထားတဲ့ကောင်ကိုပတ်ပြစ်မယ်ပေါ့နော်ဟိုမှာတကောင်တော့ထားတယ်သူ့လူမစကွက်လိုက်ရှိကေပတ်ပြစ်သူ့လူပတ်ပြစ်တကြုံလို့မရကိုကတယောက်သေးလို့ရှိမှာလိုက်ပြနေတဲ့အောင်မယ်ပေါ့နော်ကျန်တဲ့ကောင် M4 ကြီးကိုဖြည့်ဖို့မေ့နေတယ်အဲ့ဒါနေရှောင်လိုက်တာအားနဲ့ဖြည့်လိုက်တယ်အဲ့ရှိမှာပေါ်တန်ကောင်းစွာနဲ့ပုံနိုင်ခဲ့ပါတယ်3ယောက်တယောက်ပေါ့နော်အဲ့ရှင်ပကန့်ခေါင်းပြလိုက်တယ်စိတ်ကရှိအပခိုးလိုက်တယ်ကျန်တဲ့လိုက်ပြသူဟာစိတ်ကရှိတယ်နောက်တစ်ခါတပ်ပြရမယ်ပြတယ်ပွဲပြီးတော့ချက်တာနဲ့စားရတာပေါ့နော်